ကဲဒီနေ့မှာတော့တမိုင်းဝင်ခေါင်းဆောင်ကြီးတယောက်ရဲ့ဘလို့မှယုံနိုင်စရာမရှိလောက်အောင်စိုးတွန်းလွန်းတဲ့ကလေးဘဝဆက်ကြောင်းကိုကျွန်တော်တို့အတူတူဖော်ထုတ်ကြည့်ကြမယ်ဗျာဒီဖြစ်ပြဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ချိုးကွေးတွေပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့အံ့ဩဝယ်ရာပြောင်းလဲမှုတွေကိုမြင်တွေ့ရမယ့်ဇလံတစ်ပုဒ်ဖြစ်ပါတယ်စဉ်းစားကြည့်ပါမွေးကလေးကကျင်စာတက်နေပြီဘလို့မှထိမ့်မနိုင်တိုင်းမြတ်စိုးသွမ်းလွန်းတဲ့ကလေးတယောက်ဟာတစ်ချိန်မှနိုင်ငံတကာကိုဥဆောင်မဲ့သူဖြစ်လာနိုင်ပါမလားပတ်ဝန်းကျင်ရဲ့စိုးရတဲ့စွမ်းမှုမှုတွေကိုကြော်လွှားပြီးကြီးကျယ်မြင့်မြတ်တဲ့အနေအထားတစ်ခုကိုရောက်နိုင်သလားဆိုတာတကယ်ကိုမေးခွန်းထုတ်ရပါပဲဒါတွေကလုတ်ချံပြောနေတာမဟုတ်ပါဘူးကာယကံရှင်ကိုယ်ရဲ့ဘာဝန်ပတ်သက်နေတဲ့အထူးပတိစာမှုနဲ့တိုက်ရိုက်ထုံနှုတ်ထားတာပါဒီမတန်းကနေတစ်ဆင့်တွေ့ငယ်ဘွားကမထင်မှတ်ထားတဲ့တကယ်ဖြစ်ဖြစ်အမောင်တွေကိုအံ့ဩဖွယ်ရအတွေ့မြင်ရမှာဖြစ်ပါတယ်ဇလာကဒီလိုစက်တယ်ဗျာ6ဆရာခုနှစ်မေလ25ရက်စနေနေ့မှာဝါခဲမှာဆိုတဲ့မြို့ကလေးမှာကိုစန်ထွန်းနဲ့မက်ဆော့ခင်တို့ဇနီးမောင်နှံကနေတားလေးတယောက်မွေးလာတယ်။တာမန်ဆိုတားဦးလေးဆိုတော့မိသားစုအတွက်အလုံးဝသားဆယ်ပေါ့နော်။ဒါပေမဲ့ဒီကလေးငယ်လေးမွေးလာတဲ့အချိန်မှာတော့ထင်းတယ်လို့ထင်မလားတဲ့ဘူးဗျာ ပြဿနာကဘာလဲဆိုတော့အဖေဖြစ်သူကတားဦးစနေမီလိုမွေဆိုတဲ့ဟိန္ဒူအယူဆကိုအယမ်းယုံတာကိုစနေနေ့မှာမွေးတဲ့တားဦးဟာမိဘကိုဒုက္ခပေးမယ်ပျက်စီးစေမယ်ဆိုတဲ့အယူဆကြောင့်ကိုစံထုံးမြသူ့သားလေးကိုကြည့်ပြီးအလွန်ကိုကြောက်ရွံ့ကြုံလုံးနေခဲ့ရတာပေါ့အဲ့ဒီတော့ဒီကံကြမ္မာဆိုးကိုခြေဖြတ်ဖို့ဆိုပြီးအဖေလှုပ်သူကအသေးအတန်ရတရားတွေခြေရတော့တာပေါ့ဘလောက်တောင်လဲဆိုရင်ဓာတ်တလက်ကိုထမ်းပြီးခလေးအပေါ်ကနေခောက်တုံခောက်ပြန်ခုနှစ်ကျင်တိကြောဖြတ်တဲ့ရိုးရလလိကိုလုတ်ခဲ့ရတဲ့အထိပဲစဉ်းစားတာကြည့်တော့ဗျာသူတို့ဘလောက်တောင်စိုးရိမ်နေလဲဆိုတာကိုလေဒါမဲ့တကယ်လက်တွေ့မှာတော့ထင်လို့ဖြစ်မလားပါဘူးအယူဆအရာမိဘကိုဖျက်ဆီးမဲ့လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာခလေး3နှစ်သားလောက်မှာတဲ့ဆွေမျိုးတယောက်ထီပေါက်သွားလို့မိသားစုစီးပွားရေးတက်လာပြီးဈေးထဲမှာအထည်ဆိုင်လေးတစ်ဆိုင်တောင်ဖွင့်နိုင်ခဲ့တယ်ကန်ဆူမလာအောင်မဲ့တာတကယ်ကိုကံကောင်းခြင်းကြီးယူလာပေးခဲ့တာဗျဒါမဲ့ဗျာတကယ်အန်ဒီရဲ့ကကျင်းစားမဟုတ်ခဲ့ဘူးပတ်ဝန်းကျင်ဖြစ်နေတယ်အထူးသဖြင့်ကလေးကိုမြက်ကန်းတရံအလိုလိုက်လုံးတဲ့ပကြီးဖြစ်သူဥရွှေကုန်းကြောင့်ကလေးကအစိုးဆုံးလမ်းမားပေါ်ကိုတဖြည်းဖြည်းရောက်သွားပါတော့တယ်လူကြီးတွေရဲ့အလိုလိုက်မှုကကလေးတယောက်ကိုဘလောက်ဒုက္ခပေးလဲဆိုတာတတ်တယ်ပါပဲကဲဘလောက်ဆိုလဲကြည့်အောင်3နှစ်သားမှတင်အိမ်လာတဲ့အဲ့ဒီတွေကိုဆဲဆိုးဖို့ပကြီးကိုယ်တိုင်ကတင်ပေးတယ်4နှစ်ရောက်တော့ရိုင်းဆိုင်တဲ့အမူအရာတွေလုတ်ပြခိုင်းတယ်9နှစ်အရွယ်မှာတော့တရက်ကွက်လုံးကိုဒုက္ခပေးတဲ့အထိကိုကလေးရဲ့အပြုတ်မှုတွေကစိုးသွမ်းလာတော့တာပါပဲတကယ်ကိုအခြေအနေမဲ့လာတာပေါ့အဆိုးဆုံးကတော့ဗျာ